လွှင့်နေတယ်လိုက်ရှာကြည့်နော်တချို့လူတွေကမလွင်သေးဘူးလားမလွင်သေးတာဖုံးဆက်နော်ဒါအကောက်ကကြာလိုက်မရှာဘူးနော်ကိုစားအကောက်ကအလုံးနှိပ်ထားတာဟုတ်တယ်မှန်နေရသေးတဲ့လူတွေကတော့နော်လိုက်ရှာရမှာပဲနော်အကောက်တစ်ခုဖြစ်သွားရင်နောက်တစ်ကောက်ကကျွန်တော်လွှင့်တဲ့ခါကျရင်လည်းထက်ရှာအဲ့လိုမျိုးဖြစ်နေမှာပဲကျွန်တော်တို့ဒါဘာလဲ channel ကို subscribe မနေရသေးတဲ့လူတွေကကျွန်တော်အဲ့လိုမျိုးခဏခဏရှာနေရမှာတွေ့တဲ့ချင်း channel ကို subscribe နှိပ်ဖို့အဓိကပဲ subscribe နှိပ်တာပြီးရင်ကျွန်တော်တို့ဒါ live ထွင်တာနဲ့ notification တက်ပြီးတော့ကိုယ်က live ထွင်နေပြီဆိုတဲ့အကြောင်းအရာဒါ YouTube ကနေတက်လာလိမ့်မယ်နော်အကောက်တွေကများလာကိုရလူမြင်မအမှန်သိတယ်တဲ့ကိုဆိုင်ရေးနော်အကောက်တွေကတော့လက်ရှိမှာတော့နော်အများကြီးဖွင့်ထားတာပဲလေအကောက်တွေကနော်ဟိုတစ်ခုကပိတ်လိုက်ဒီတစ်ခုကပိတ်လိုက်ဆိုတော့ဟိုတစ်ခုကညှိလိုက်ဒီတစ်ခုကညှိလိုက်ဆိုတော့အဲ့တော့ကျွန်တော်တို့ဒါတစ်ခါဦးတစ်ခါလွှင့်ရတာပေါ့နော်ရှာလိုက်ရတာလည်းမင်္ဂလာပါခင်ဗျဆရာကြီးတဲ့အရှုံးများနေလို့ပါအဖောက်ဝင်ပါတဲ့အဖောက်ဝင်သမားတွေကလက်ရှိမှာကျွန်တော်လက်ဆောင်စောင့်နေပြီလေလက်ဆောင်တော့စောင့်နေပြီလက်ဆောင်ပဲစောင့်မယ်လေနော်စွစွနှိမ်ကောင်းလာတယ်နှိမ်ထားတယ်ဖွင့်တာနဲ့တွေ့တာပဲโอเคပါရှာတွေ့ပါလေတဲ့เนาะဒါတွေ့တဲ့လူတွေကအရင်ကလေးကနှိပ်ထားတဲ့လူတွေပါရှာမသေးသေးတဲ့လူတွေကကျွန်တော်မှတ်သိရသေးတဲ့လူတွေပေါ့နော်နှစ်ကောင်လုံးရှိပါတယ်တဲ့ဒါတော့တိုးကြီးနောက်တစ်ကောက်ရှိသေးတယ်ကျွန်တော်တို့နောက်တစ်ကောက်ရှိပါသေးတယ်အဲ့နောက်တစ်ကောက်ကတော့ကျွန်တော်တော်တော်များများမှတ်နေရသေးတဲ့အကောက်ပေါ့နော်ကျွန်တော်အကောက်တစ်ခုရှိသေးတယ်အဲ့ဒါတော့ကျွန်တော် live လွှင့်နေမှာ live လင်းတော့မချပြီးတော့เนาะဒီတိုင်းပဲလာနေတဲ့ချိန်မှာ live ရှာကြည့်ပေါ့ဗျ